တရားထိုင်နေမစတင်ခင်မှာကိုတက်တော့တက်တာရှိမဲ့ပုံစံတစ်ခုကိုရွေးချယ်လိုက်ပါကလေးထိုင်ပေါ်မှာပဲဖြစ်ဖြစ်ချမ်းမြေပေါ်မှာပဲဖြစ်ဖြစ်ထိုင်နိုင်ပါတယ်ခါကိုမမ်းမထားပါဒါပေမဲ့တောက်မထားပါနဲ့ကိုခန္ဓာကိုယ်ဟာတက်တော့တက်တာလေးဖြစ်နေရပါမယ်လက်နှစ်ဖက်ကိုပေါင်ပေါ်မှာပဲတဘာဝအတိုင်းလေးချထားပါကိုယ့်ရဲ့မျက်လုံးကိုညင်ညင်သာသာလေးပိတ်ထားပြီးပါပြီးရင်အသက်ကိုပြင်းပြင်းလေးရှူသွင်းလိုက်ပါပြီးရင်ဖြည်းဖြည်းလေးပြန်ထုတ်လိုက်ပါနောက်တစ်ချိန်အသက်ကိုပြင်းပြင်းရှူသွင်းပါကိုယ်ခန္ဓာကိုယ်ရဲ့စွမ်းရည်အသက်တွေဝင်လာတယ်လို့သဘောထားလိုက်ပါအသက်ပြန်ထုတ်တဲ့အခါမှာတနေ့တာလုံးကပင်ပန်းနွမ်းနေမှုတွေစိုးရိမ်ပူပန်မှုတွေကိုလေထဲမှာမျောလိုက်တယ်လို့မျိုးအကုန်လုံးစုပ်ထုတ်လိုက်ပါအခုဆိုလို့ရှိရင်သင်ရဲ့ပခုံးတွေလည်မင်းတွေမျက်နှာကြွက်သားတွေကိုရှော့ချလိုက်ပါဒီကိုယ်လုံးမှာရှိတဲ့တင်းကျပ်မှုတွေအားလုံးအရှိပြောသွားသလိုမျိုးဖြေလျှော့ပေးလိုက်ပါအခုချိန်ကနေစပြီးတော့အသက်ရှူခြင်းကိုအတင်းအဓမ္မမထိန်ချုပ်ပါနဲ့တော့တဘာဝတိုင်းလေးပဲရှူသွင်းရှူထုတ်ပါစေသင်ရဲ့အတိတရားကိုနှာသီးဖြာဒါမှမဟုတ်လို့ရှိရင်အပေါ်နှကန်းစီကိုအာရုံပို့ထားလိုက်ပါလေကလေးဝင်လာရင်ဝင်လာမှန်းသိပါလေကလေးထွက်သွားရင်ထွက်သွားမှန်းသိပေးပါလေဝင်လာတဲ့အခါခံစားရတဲ့အေးမြတဲ့အထီးတွေလေထွက်လာတဲ့အခါခံစားရတဲ့နူးညံ့တဲ့အထီးတွေလေးတွေကိုတတိကလေးကပ်ပြီးတော့စောင့်ကြည့်နေပါအခုချိန်မှာဘာမှအကဲဖြတ်ဖို့မလိုပါဘူးငါအသက်ရှူတာမှန်ရဲ့လားမှားရဲ့လားဆိုပြီးတော့လည်းတွေးမနေပါနဲ့ဖြစ်ပြနေတဲ့တဘာဝတိုင်းလေးပဲအေးအေးချမ်းချမ်းလေးရှုမှတ်နေပြီပါတရားမှတ်နေတဲ့သင်ရဲ့စိတ်ကအခြားနေရာတွေကိုလွင့်ပြန်သွားတာမျိုးအတိတ်ကအကြောင်းတွေအနာဂတ်အစီအစဉ်တွေကိုတွေးမိနေတာမျိုးရှိနိုင်ပါတယ်ဒါသင်ရဲ့စိတ်ရတဘာဝပဲမို့လို့စိတ်ပြတ်မဖြစ်လိုက်ပါနဲ့စိတ်တူးစရာလည်းမလိုပါဘူးကိုယ်စိတ်လွင့်သွားလို့ရှိရင်တိလိုက်တဲ့ခဏမှာပဲအော်ငါစိတ်ကလွင့်သွားပြီပဲနူးနူးညံ့ညံ့လေးပဲအသိပံပြုလိုက်ပါပြီးရင်တော့တွေးတောမှုတွေနောက်ကိုမလိုက်ပဲနဲ့သင်ရဲ့စိတ်ရဲ့လက်ရှိအခြေအနေဖြစ်တဲ့ထွက်သက်ဝင်သက်စီကိုပဲညင်ညင်သာသာလေးပြန်ခေါ်လာခဲ့ပါအသက်ရှူသွင်းနေတည်တယ်အသက်ရှူထုတ်တယ်တည်တယ်ဒီအလုပ်ကလေးတစ်ခုပဲအာရုံစိုက်ထားပါအခုဆိုလို့ရှိရင်သင်ရဲ့စိတ်ကအရင်ထပ်ပိုးပြီးတော့တည်ငြိမ်အေးချမ်းလာပါပြီ
အေးချမ်းမှုကိုခံစားရင်းနဲ့မိမိကိုယ်ကိုမိမိကျေးဇူးတင်လိုက်ပါဒီနေ့ရဲ့အလောက်ရှုံးမှုတွေထဲကနေငါရဲ့စိတ်နဲ့ခန္ဓာအေးချမ်းမှုအတွက်အချိန်ပေးနိုင်ခဲ့တဲ့မိမိကိုယ်ကိုကျေးဇူးတင်ပါတယ်လို့စိတ်ထဲကပြောလိုက်ပါပြီးရင်တော့မိမိကိုယ်ကိုမေတ္တာပို့ပါငါသည်ဘေးဥပါအန္တရာယ်ကင်းရှင်းပါစေစိတ်ဆင်းရဲခြင်းမှကင်းဝေးပါစေကိုယ်ဆင်းရဲခြင်းမှကင်းဝေးပါစေနှလုံးစိတ်ဝမ်းအေးချမ်းပါစေဒီအေးချမ်းမှုတွေကိုသင်ပတ်ဝန်းကျင်ကမိသားစုမိတ်ဆွေတငယ်ချင်းတွေနဲ့သတ္တဝါအားလုံးစီကိုဖြန့်ဝေပေးလိုက်ပါသတ္တဝါအားလုံးစိတ်ချမ်းသာကိုယ်ချမ်းသာကြပါစေအခုဆိုလို့ရှိရင်သင်ရဲ့အာယုံလက်ရှိအချိန်လက်ရှိအခန်းတွေကိုပြန်ယူလာခဲ့ပါသင်ရဲ့လက်ချောင်းလေးတွေခြေချောင်းလေးတွေကိုဖြည်းဖြည်းချင်းလှုပ်ရှားပေးပါကိုယ်ခန္ဓာရဲ့အသိစိတ်ကိုပြန်သွင်းပါအသက်ကိုဝဝနောက်ဆုံးတစ်ချိန်ရှူသွင်းရှူထုတ်လိုက်ပါအစင်သစ်ဖြစ်လို့ရှိရင်တော့သင်ရဲ့မျက်လုံးတွေကိုဖြည်းဖြည်းချင်းစီပြန်ဖွင့်နိုင်ပါပြီ